လာပါခင်ဗျာတနင်္ဂနွေနေ့ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့အာဆင်နယ်အသင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်ပွဲကြိုသုံးသက်ချက်ပေါ့လေဒီပွဲကြိုသုံးသက်ချက်ကတော့အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေဒီအသင်းရဲ့ကစားသမားတန်ရတာတွေအဓိကထားပြီးသုံးသက်မှာမဟုတ်ဘဲနဲ့ဒီပွဲမှာမြင်ရနိုင်ပွဲရှိတဲ့တိုက်စစ်ကစားပုံတွေအဲ့ဒါတွေကိုအဓိကထားပြီးသုံးသက်သွားပါမယ်အာဆင်နယ်အသင်းကတော့လက်ရှိမှာမပေးစရာရဲ့ထိပ်ဆုံးမှာရမှ90နဲ့ထိပ်ဆုံးမှာရောက်နေတယ်Manchester United အသင်းကတော့မပေးစရာအဆင့်ကားမှာရှိနေတယ်ပေါ့လေအဲ့တော့ဒီပြီးခဲ့တဲ့ပွဲမှာ Manchester United အသင်းက Manchester City အသင်းကို2ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တယ်တကယ်ကောင်းတဲ့ခြေစွမ်းနေနဲ့အတူ Michael Carrick ကကောင်းကောင်းလုံးပြနိုင်ခဲ့တယ်လေဒါကြောင့်ဒီပွဲနော် position gain ကိုကစားတဲ့အသင်းကိုနိုင်ရပြီးနောက်မှာနောက်ထပ် position gain နဲ့နီးစပ်တဲ့အသင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုပေါ့လေအာဆင်နယ်အသင်းကိုရင်ဆိုင်ရမယ်အဲ့တော့ဒီပွဲစဉ်မှာ Manchester United အသင်းဘယ်လိုပုံစံမျိုးနဲ့ကစားလာနိုင်သလဲဒီ Manchester United အသင်းအားကောင်းဆုံးဖြစ်တဲ့ counter attack တွေကိုအာဆင်နယ်အသင်းဘယ်လိုကစားသွားမလဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါအဲ့တော့အာဆင်နယ်အသင်းကတော့အားလုံးသိပြီးတဲ့အတိုင်းပဲ4-3-3ပုံစံနဲ့ကစားတယ်သူတို့အသင်းရဲ့ backup play ကိုကစားတဲ့အချိန်မှာတော့2-3-5 3-2-5 ပုံစံမျိုးနဲ့ကစားတယ်ခံစစ်ကစားတဲ့အချိန်မှာတော့4-4-2 ပုံစံနဲ့ကစားတယ်ပေါ့လေဒါကတော့အာဆင်နယ်အသင်းတရားဒီတော့ပြီးခဲ့တဲ့ရာသီရောရှေ့ရာသီတွေမှာကစားခဲ့တဲ့ကစားကွက်ဒါပေမဲ့ဒီမှာအာဆင်နယ်အသင်းရဲ့အိမ်ကွင်းနဲ့ဝေးကွင်းမတူညီတဲ့အချက်ကတော့အာဆင်နယ်အသင်းရဲ့အိမ်ကွင်းမှာ intensity အပြည့်နဲ့ high press ကောင်းကောင်းကစားတယ်ပေါ့ high press line ကိုလည်းအမြင့်ဆုံးထားပြီးတော့ဒီဂိုင်မအသင်းရဲ့ခံစစ်ကိုဖိအားပေးဖို့ကြိုးစားတယ်အဲ့တော့ဒီသူတို့အသင်းအားသာချက်လို့ပြောတော့ set pieces ကနေပြီးတော့ဒီကဒီ Premier League မှာ penalty မပါဘဲနဲ့ set pieces ကို14ဂိုးထိတွင်ထားတယ်နောက်ပြီးတော့ပြီးခဲ့တဲ့နှစ် Manchester United အသင်းနဲ့တွေ့တဲ့အာဆင်နယ်အသင်းရဲ့အိမ်ကွင်းမှာရာဂိုး2ဂိုးစလုံးကဒီတောင်းငံပွဲတွေတဆင်ရတယ်ဂျူလီယန်တင်မာသွင်းတယ်နောက်တစ်ဂိုးတော့ဒီဝီနီယံစလီပါသွင်းတယ်ဗောလေဒီရာသီအစပွဲစဉ်မှာလည်း Manchester United အသင်းခြေစွမ်းတာတယ်လို့ဆိုပေမဲ့ကလဖီယိုရီရဲ့တောင်းငံပွဲတွေခေါင်းတိုက်သွင်းဂိုးကြောင့်ပဲတကူကူဖြစ်နေရှုံးနေခဲ့တယ်ဗောနော်နီးပြတဲ့ Michael Carrick ရဲ့လက်ထက်မှာ Man City အသင်းကိုအိမ်ကွင်းမှာ2ဂိုးပြတ်နဲ့နိုင်ပြီးတော့စိတ်တက်ကြွဖို့အပြည့်ရှိတယ်အသင်းမှာရှိတဲ့လူတွေရဲ့ဒီအမိုရင်ထောက်သွားပြီးတဲ့နောက်မှာ Michael Carrick ကအသင်းမှာရှိတဲ့ကစားသမားတွေအကောင်းဆုံးဆိုတဲ့ဒီစွမ်းရည်ကိုထုတ်နှုတ်သုံးဆွဲလိုက်နိုင်တယ် Bruno Fernandes ကိုသူအကောင်းဆုံးဖြစ်တဲ့ဒီနံပါတ်10 row မှာထားပြီးတော့ counter transition တွေနဲ့ Manchester City အသင်းကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်တယ်သွင်းဂိုး2ဂိုးအပြင်လူကျွန်းနေတဲ့ဂိုး3ဂိုးတိုင်ထိတဲ့အချိန်2ချိန်ပါဝင်တော်တော်လေးကိုဒီထက်ထက်မြင့်မြင့်နဲ့တိုက်စစ်ကကစားလိုက်နိုင်တာကိုတွေ့ရတယ်ဒါကြောင့်ဒီ Arsenal နဲ့ပွဲက Manchester United ပေးသက်တွေအတွက် Arsenal ပေးသက်တွေအတွက်ကောစိတ်လှုပ်ရှားစရာဖြစ်လာတယ်အဲ့တော့ဒီ Michael Carrick ကဘာတွေပြောင်းလိုက်လဲဆိုတော့သူ့ရဲ့ကစားကွက်မှာ4-2-3-1ပုံစံနဲ့ပြောင်းလိုက်တယ်အမိုရင်လက်ထက်မှာသုံးခဲ့တဲ့3-5-2 3-4-2-1အဲ့ကစားကွက်တွေကိုမကစားတော့ဘဲနဲ့4-2-3-1ပုံစံနဲ့ကစားခဲ့တယ်ဒါကဆိုရှယ်လက်ထက်တဲကနေပြီးတော့နီးပြဆက်ဒီအမိုရင်လက်ထက်မတိုင်ခင်တန်ဟက်လက်ထက်အထိဒီကစားသမားတွေပွဲထွက်လာအဲ့တော့အခုလက်ရှိအသင်းမှာအဲ့ကစားသမားတွေကအများကြီးအပြောင်းလဲမရှိဘူးအဓိကကစားသမားတွေကအဲ့ဒီခေတ်တုန်းကအဲ့ဒီချိန်တုန်းကကစားသမားတွေဖြစ်နေတဲ့အတွက်ဒီကစားကွက်ကိုပြောင်းလဲလောက်ရတာအရန်လွယ်တယ်နောက်ပြီးတော့ဒီတောင်ပန်ကစားသမားတွေမှာကစားတဲ့အာမက်တို့အဘူမူတို့ကလည်းဒီကစားကွက်နဲ့အံဝင်တဲ့ကစားသမားတွေဖြစ်တယ်ဒါကြောင့်ပဲ Manchester City အသင်းကိုနိုင်ရတဲ့ပွဲစဉ်မှာဒီကစားကွက်ကအလုပ်ဖြစ်ခဲ့တယ်ပေါ့နော်ဒါကြောင့်ဒီနောက်ထပ် position gain ကိုကစားတဲ့အသင်းကြီးတစ်သင်းဖြစ်တဲ့ Arsenal အသင်းနဲ့ထိပ်တိုက်တွေ့ဆုံတဲ့အချိန်မှာဒီလူစင်းနဲ့ပဲပွဲထွက်လာဖို့ရှိရလို့ယူဆရတယ်အဲ့တော့ဒီပွဲမှာ Manchester United အသင်းရှင်းကပ်လာနိုင်တဲ့အသုံးပြုလာနိုင်တဲ့ needs တွေလို့ပြောရင်တော့ပြီးခဲ့တဲ့ Manchester City အသင်းနဲ့တွေ့တုန်းကပွဲစဉ်ရဲ့ဒီလူစင်းကိုပြောင်းလဲမလုပ်ဘူးပြီးတော့အဲ့ဒီကစားကွက်တိုင်းပဲအသုံးပြုလာဖို့ရှိတယ် Manchester United အသင်းက Arsenal အသင်းကိုရင်ဆိုင်တဲ့အခါမှာ mid block ပုံစံနဲ့ကစားမယ်ပြိုင်ဘက်ကိုဒီသူတို့အသင်းရဲ့ဒီ final third zone အထိဆွဲခေါ်မယ်အဲ့ဒီ zone ထဲရောက်တဲ့အချိန်တိုင်းဘောလုံးအပြတ်ဖြစ်မယ်ပြီးသွားရင်ဒီ position gain ကစားတဲ့အသင်းတွေအားနည်းချက်ဖြစ်တဲ့နောက်ခံကစားသမားတွေရဲ့နောက်ကျောသူတို့အသင်းရဲ့အားကောင်းတဲ့ဒီ pace ကောင်းတဲ့အပြေးအားကောင်းတဲ့ဒီအမ်ဘူမိုတို့နောက်ပြီးတော့အာမက်တို့ပြေးအားတွေနဲ့အတူအဲ့ဒီနေရာလို့ကိုအသုံးချပြီးဂိုးရဖို့အတွက်စူးစမ်းလာဖို့ရှိတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ Manchester United အသင်းကသူတို့ဘောလုံးကိုဒီ set play တွေပြန်ပြီးတော့တည်တဲ့အခါမှာတော့ backup play နဲ့ကစားလာဖို့မရှိဘူးလို့ယူဆရတယ်ဒါကသူတို့အသင်းမှာရှိတဲ့ကစားသမားတွေရဲ့အရင်းမြစ်က backup play ကစားဖို့အတွက်လုံလောက်တဲ့အခြေအနေများမရှိဘူးအဲ့တော့ဒီအထူးသဖြင့်တော့ Maguire ကအင်္ဂလန်ရဲ့ traditional style ကစားသမားဘောလုံးဖြတ်မယ်ခေါင်းတိုက်မယ်အားသုံးပြီးတော့ဒီတိုက်စစ်ကိုဟန်တားမယ်ဒါပေမဲ့သူကဘောလုံးကိုကင်ပြီးတော့တိုင်မဲ့အသင်းရဲ့ဒီ
ဖိအားပေးလာမယ့် present တွေကိုထိုးဖောက်နိုင်တဲ့ကစားသမားမဟုတ်ဘူးသူကိုယ်တိုင်ရဲ့ဒါကြောင့်ဒီ modern football ရဲ့တောင်းဆိုမှုဖြစ်တဲ့ဒီ ဘေးရ play ကိုသူကစားလို့မရဘူးအဲ့တော့ဘေးရ play ကိုကစားလို့ရနိုင်တဲ့ကစားသမားတွေတော့ရှိတယ် Martinez တို့နောက်ပြီးတော့ဒီ Casemiro တို့ Mainoo တို့ပေါ့နော်ဒါပေမဲ့ဒီကစားသမားတွေအင်အားနဲ့ Arsenal တင်းရဲ့ present ပေးလာမယ့် style ကို Manchester United တင်းရဲ့ကစားသမားတွေအမှားတွေကျူးလွန်လာနိုင်တယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာဘေးရ play နဲ့ကစားဖို့တော့မရှိဘူးဒီပေါင်းတင်ကိုနိုင်ရသွားခဲ့တဲ့တုန်းကကစားခဲ့တဲ့ second ball တွေပြန်ကောက်ပြီးတော့တိုက်စစ်ဆင်မှုအတွက်ကြိုးစားတာမျိုးဖြစ်လာနိုင်တယ်ပထမတစ်ချက်ကအဲ့တော့ဒီကိုသမားလမန်းစနေပြီးတော့ရှေ့ကိုကန်တင်မယ်အရှိမရှိတဲ့အမ်ဘူမိုဒါမှမဟုတ်လေတကယ်လို့ Sesco ပွဲထိုင်လဲ Sesco ပေါ့နော်အဲ့ဒီကစားသမားတွေကခေါင်းတိုက်မယ်ခေါင်းရှင်တိုက်မယ်ပြန်ကျလာတဲ့အလုံးကိုနောက်မှရှိတဲ့ Bruno တို့ကိုဘီမိုင်နူးတို့ကဘောလုံးကိုကောက်ပြီးတော့ဒီတောင်ပန်ဒီမှာရှိတဲ့ pace ကောင်းတဲ့ညံနှုံးမြင့်တဲ့အာမတ်တို့ဒီဒိုဘူတို့ကိုပေးပြီးတော့ပြိုင်မဲ့အသင်းကိုထိုးနှက်ဖို့ကြိုးစားလာဒါက Manchester United အသင်းရဲ့အသုံးပြုလာတဲ့ပထမတစ်ချက်နောက်တစ်ချက်ကကြတော့ counter attack Manchester United အသင်းရဲ့ counter attack မှာခုနကတော့ပြောခဲ့သလို Bruno Fernandes က key ပဲအဲ့တော့ Bruno Fernandes ရဲ့ဒီနေရာလွတ်တွေရွှေ့ပြီးပြီးတော့ပြိုင်ပတ်အသင်းရဲ့တိုက်စစ်ကို mid block ကနေပြီးဘောလုံးပြတ်သွားပြီဘောလုံးပြန်ရပြီ Manchester United အသင်းပြန်ရပြီဆိုရင်ချက်ချင်းဆိုသလို counter attack တွေကအရင်မြန်3စက္ကန့်ကနေ5စက္ကန့်အတွင်းဒီ Manchester United အသင်း counter attack ကအဲ့လောက်မြန်ချက်ချင်း counter ပြန်စနိုင်တယ်ဒါကြောင့်ဒီနီးစနစ်ကလည်းမဖြစ်မနေ Manchester United အသင်းသူတို့အသင်းအားကောင်းဆုံးဖြစ်တဲ့ဒီကစားကွက်ကိုအသုံးပြုလာမှုရှိတယ်အဲ့တော့ဒီနေရာမှာ Fernandes ရဲ့အခန်းကဏ္ဍအရင်ရေးကြည့်တယ် Fernandes ကဘောလုံးကိုကြိုးကြည့်ထားတယ်ဘောလုံးမပြတ်ခင်ပါတယ်ဘောလုံးမရခင်ပါတယ်သူ့အသင်းရဲ့ကစားသမားဘယ်နေရာမှာရှိတယ်ဘယ်လို movement တွေရှိလဲဆိုတော့ကြိုပြီးကြည့်တဲ့နေရာမှာအရင်ကောင်းတဲ့ကစားသမားပြီးတော့သူ့ရဲ့ခြေထောက်တွေကလည်းသူပေးပို့ခြင်းတဲ့စီကိုဓာတ်ရိုက်အောင်ပေးပို့နိုင်ဒါကြောင့်ပဲ Bruno Fernandes ကဒီကစားကွက်ရဲ့အဓိကနေရာမှာရှိတယ်အာဆင်နယ်တင်းနေတော့ Bruno Fernandes ရဲ့ backs တွေကိုထိန်းချုပ်ဖို့အတွက်အရေးကြီးတာပေါ့လေဒါကဒီဘူဟာအဖြစ် Manchester United အသင်းအာဆင်နယ်အသင်းကိုကစားဖို့အတွက်သူတို့ယူလာနိုင်တဲ့ဒီစနစ်တွေပေါ့နော်ဒါဆိုရင်အာဆင်နယ်ကရောအာဆင်နယ်အသင်းကသူတို့အသင်းရဲ့အိမ်ခွင်းမှာ intensity အပြည့် high line defense အပြည့် pressing အမြင့်ဆုံးနဲ့ကစားတဲ့အသင်းတခြားအဝေးကွင်းတွေမှာထပ်ဆိုင်သူတို့အသင်းရဲ့အိမ်ခွင်းမှာဆို pressing အရန်ကိုအလုံးလုံးတယ်တစ်ခါလေးမှာဆိုရင် Gabriel Magalhaes လို့နောက်ခံကစားသမားကအစတိုင်မဲ့အသင်းရဲ့ final third zone ထိတက်ပြီးတော့ pressing လုပ်တာပါရှိတယ်ဒါကြောင့်ဒီပုံစံနဲ့ပဲအာဆင်နယ်အသင်းပွဲထွက်လာမယ် pressing ကိုအမြင့်ဆုံးပေးဖို့ရှိတယ်နောက်တစ်ခုကတော့သူတို့အသင်းအားတန်တဲ့ဒီ half space ပေါ့နော် half space တွေကနေတစ်ဆင့် Manchester United အသင်းကိုထိုးနှက်လာနိုင်တယ်အာဆင်နယ်အသင်းရဲ့အဓိကတိုက်စစ်ဆင်တဲ့နေရာဖြစ်တဲ့ဒီညာဘက်ချမ်းဆာကာအိုဒီဂက်ပေါ့နော်တကယ်လို့အခြေအနေရတင်ပါကအဲ့ဘက်ကိုဆော့မယ်ဆိုရင်တင်ပါတော့မဟုတ်လေပန်ဝိုက်ပေါ့ဘသူပဲကစား overlap တွေ underlap တွေက Manchester United အသင်းရဲ့နောက်ခံစားသမားတွေအတွက်တော်တော်လေးအလုပ်ရှုပ်စေတယ်နောက်တစ်ခုတော့ဒီ cross တွေပေါ့နော်ဒီဖြတ်တင်ဘောတွေမှာအာဆင်နယ်အသင်းက85%အောင်မြင်တယ်ဒါကြောင့်သူတို့ရဲ့ဖြတ်တင်ဘောတွေကလည်းကိုရီးယားထဲမှာရှိတဲ့ Yogres စီကိုပေးပို့တာမျိုးဒါမှမဟုတ်အဲ့နောက်ချမ်းမှာရှိတဲ့ဒီဆာကာတို့ဒါမှမဟုတ်လေ Trossard တို့ရဲ့ဒီအဝေးတိုင်ကနေတဆင့်ပြေးပိတ်တဲ့ကိစ္စတွေကိုလည်း Manchester United တင်တတိထားဖို့ရှိတယ်နောက်တစ်ချက်ကတော့အာဆင်နယ်အသင်းကဒီလို counter attack ကစားတဲ့အသင်းတွေနဲ့ကစားတဲ့အချိန်မှာ Zubimendi နဲ့ Declan Rice ကနည်းနည်းလေးနောက်ကိုပြန်ဆင်းပြီးတော့ခုလာမျိုးရှိတယ်ပုံမှန်အားဖြင့်တော့ Declan Rice ကတိုက်စစ်ကိုဒီသူတို့အသင်းတိုက်စစ်ဆင်နေတဲ့အချိန်မှာတိုက်စစ်ကိုပို့ပြီးတော့လိုက်တယ်ဒီဘယ်ဘက်ချမ်းတိုက်စစ်ကိုကူဖို့အတွက်ပို့ပြီးတော့ကြိုးစားတယ် ball progression ကောင်းတယ်ဒါပေမဲ့ counter attack ကောင်းကောင်းကစားတတ်တဲ့အသင်းတွေဆိုရင်သူကနည်းနည်းလေးနောက်ကိုဆင်ပြီးတော့ Zubimendi နဲ့ double by ball ပုံစံမျိုးပေါ့နော် number 6 row 2ယောက်ကစားလေးရှိတယ်အဲ့လိုပွဲမျိုးတွေမှာဆို Declan Rice က attacking third position ကိုပို့ပြီးတော့အလေးပေးလာတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာလည်း Declan Rice ရဲ့တိုက်စစ်လိုက်ပါမှုနဲ့ဆိုင်ဘောလုံးပိုင်ဆိုင်မှုနဲ့ဒီ counter attack တွေကိုကာကွယ်ဖို့အတွက်နေရာယူလာနိုင်တယ်အဓိကအဖြစ်ဘယ်နေရာတွေမှာအဆုံးဖြတ်ဖြစ်နိုင်လဲလို့ပြောရင်တော့ကွင်းလေပဲဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာအာဆင်နယ်အသင်းက Manchester United အသင်းကိုလုံးဝခွင့်ရမပေးဘဲနဲ့ press လုပ်ထားနိုင်ရင်အနိုင်ရနိုင်ကြများတယ်ဒါမှမဟုတ်ဘဲနဲ့ Manchester United အသင်းရဲ့နောက်ခံကစားသမားတွေကအာဆင်နယ်အသင်းရဲ့ဘောလုံးပေးပို့မှုအမှားတွေရဲ့တဆင့်ဘောလုံးရသွားပြီဆိုရင်လေ
အာဆင်နယ်တဲ့နောက်တန်းနေရဲ့နောက်ကျောမှာရှိတဲ့ကွက်လက်ကြီးကိုအသုံးချပြီးတော့ဂိုးရဖို့အတွက်ကြိုးစားလာဒါကြောင့်ဒီနေ့ပွဲစဉ်ရဲ့အဓိကကျွန်တော်တို့ဖြစ်လာနိုင်တဲ့အဓိကအချက်ကတော့ကွင်းလယ်တိုက်ပွဲပဲအဲ့ကွင်းလယ်တိုက်ပွဲမှာအာဆင်နယ်ကဘယ်လောက်ဖိနိုင်မလဲမန်ယူကဘယ်လောက်ခံနိုင်မလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ပဲပွဲအဆုံးဖြတ်ဖြစ်နိုင်ပါတယ်နောက်တစ်ခုတော့ဇူဘီမန်ဒီရဲ့အခန်းကဏ္ဍဇူဘီမန်ဒီကဒီယာဒီပရီးမီးယားလိမှာဒီ interception တွေ USG မှာအကောင်းဆုံးထိပ်ဆုံးကစားသမားတွေလည်းပါတယ်သူကတကယ်လို့ပြိုင်ဘက်သင်းကကောင်တာကျလာပြီဆိုရင်သူနဲ့နီးစပ်တဲ့ကစားသမားဘောလုံးကိုထိရဆိုရင် tactical foul ကျူးလွန်လိုက်တကယ်လို့မဟုတ်ဘူးအဲ့လူနဲ့သူနဲ့အလှမ်းဝေးနေဆိုသူက space ကိုပိတ်ပစ်တယ်သူသဖြင့်တော့ဒီ wide area တွေကိုဘောလုံးထုတ်အောင်ချမ်းပိတ်ပြီးတော့ဒီကစားလေးရှိတယ်ဒါကြောင့်ပဲပြိုင်ဘက်သင်းတွေကတိုက်စစ်ဆင်လာတဲ့အခါမှာချက်ချင်းဆိုလို့တိုက်စစ်ဆင်မှုအတွက်ထင်လောက်မလွယ်ကူဖြစ်နေဒါကဇူဘီမန်ဒီရဲ့အခန်းကဏ္ဍပါဒါကြောင့်ဒီနေ့ပွဲစဉ်မှာဇူဘီမန်ဒီရောဒီကလန်ရိုက်စကောကဒီသူအသင်းရဲ့နောက်ခံစားမောင်းတွေကာကွယ်ဖို့ပြိုင်ဘက်အသင်းရဲ့ကောင်တာအတက်ကိုကာကွယ်ဖို့ဆိုရင်နည်းနည်းလေးပို့ပြီးတော့ဒီခံစစ်ကိုပို့ပြီးတော့အာရုံစိုက်လာမယ်လို့ထင်တယ်ဒါကအာဆင်နယ်အသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ပွဲတိုင်ပြီးနီးစနစ်သုံးသက်ချက်ပါဒီနေ့ပွဲစဉ်မှာအရေးကြီးတဲ့အချိန်ပိုင်းခြားလို့ပြောတော့ပထမပိုင်းမိနစ်20ပါတကယ်လို့အဲ့ဒီမိနစ်20အတွင်းမန်ချက်စတာယူနိုက်တက်အသင်းကအာဆင်နယ်အသင်းရဲ့တိုက်စစ်ကိုကောင်းကောင်းတုံ့ပြန်နိုင်ပြီဆိုရင်သူတို့အသင်းရဲ့ဒီကောင်တာအတက်တွေကပို့ပြီးတော့ကောင်းလာမယ်ယုံကြည်မှုရှိတော့တကယ်လို့များအာဆင်နယ်အသင်းကမန်ချက်စတာယူနိုက်တက်အသင်းကိုဥဆောင်ကိုသွင်းခဲ့ပြီဆိုရင်တော့မိုက်ကယ်ကာရီရဲ့ plan B ကိုကျွန်တော်တို့မြင်ရမှာပေါ့လေအဲ့တော့မိုက်ကယ်ကာရီရဲ့ plan B ရောဘာဖြစ်မလဲဆိုတော့လည်းစိတ်ဝင်စားကြကောင်းပါတယ်ဒါကတော့ဒီ Emirates မှာကစားမယ့်အာဆင်နယ်အသင်းနဲ့ Manchester United အသင်းတို့ရဲ့ နေ့စဉ်ပိုင်းဆိုင်ရာသုံးသက်ချက်ဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်